အဖွားကိုကြောက်ဦး3လုံးလောက်ရောင်းပေးပါလားသမီးရဲ့မရောင်းနိုင်ဘူးအဖွားတနိုင်ငံလုံးကိုလိုက်ပတ်ဆဲနေတာငါမရောင်းကြက်သားလေးတစ်ကောင်လောက်အဖွားကိုရောင်းပေးပါလားသားရေမရောင်းနိုင်ဘူးအဖွားကြီးအဖွားဆဲလုံးလို့ကျုပ်လည်းမရောင်းချင်ဘူးကြော်ကြီးသားလေးအဖွားရဲ့အထဲခံဘောင်းကြီးပြောက်လဲကျုပ်ကိုပဲဆွတ်ဆွဲတယ်ပိုက်ထန်ပြောက်လဲကျုပ်ပဲမရောင်းနိုင်ဘူးဒီနေ့တော့ကျုပ်တို့ထမင်းငတ်ပြီနဲ့တူပါတယ်ရှင်ကျုပ်ကဆဲလို့တယ်ကျုပ်ကိုဘယ်သူမှမရောင်းဘူးစိတ်ညစ်လိုက်တာသူတို့ပြောတာလဲမှန်တာပဲမင်းကလိုက်ပတ်ဆဲနေတာဟုတ်ကွာအခုတော့တကံပါလုံးကမင်းကိုတောက်မြင်ကတ်နေကြပြီဈေးထဲကလူတွေကျုပ်ကိုမမှတ်မိအောင်ရုပ်ဖြတ်ပြီးတော့ဈေးသွားဝယ်မယ်အငတ်တော့မခံနိုင်ဘူးကဲကြပါဦးကဲကြပါဦးကြပါဦးကျုပ်ကိုခွေးတွေလိုက်ဆွဲနေလို့မင်းကိုလူတွေတင်မကဘူးခွေးတွေတောင်တောက်မြင်ကတ်နေကြပြီကွာဝမ်းသာလိုက်တာ